ခွန်အားနဲ့မမာနတွေပေါ်တိဆောက်ထားတဲ့ဒီကဘာမှာ chooses its warriors. ပင်လယ်ပြင်ဟာသူရဲကောင်းတွေကိုရွေးချယ်တယ်လို့အားနည်းသူတွေကိုလည်းအပြစ်ပေးလို့ရှိပါတယ်ပင်လယ်ဆိုတာအမိတ်ပေးလို့ရတဲ့အရာမဟုတ်ဘူး Every storm သူကမင်းကိုအမြဲစမ်းတက်နေတာလှိုင်းလုံးတိုင်းမုန်တိုင်းတိုင်းကမင်းကိုအောက်ကိုဆွဲချဖို့နဲ့မင်းပဲသူလဲဆိုတာမေ့သွားအောင်လုပ်နေတာလို့ဖော်ပြကဆိုပါတယ် that bled for power. ဒီမှာတင်ရီမှန်းချက်ချင်းမတူတဲ့ယောက်ျားနှစ်ယောက်ရဲ့အားပြိုင်မှုကိုတွေ့ရမှာပါတယောက်ကမမာနာကြောင့်ရှေ့ဆက်နေတဲ့ပေါ်တာဖြစ်ပြီး See, one drift နောက်တစ်ယောက်ကတော့ခိုင်မာတဲ့ရည်ရွယ်ချက်ရှိတဲ့ဖော်ပြပါဘူးလို့ကတော့အာနာနဲ့ခွန်အားရှိမှသာအရာရာကိုစိုးမိုးနိုင်မယ်လို့ယုံကြည်နေသူပါဒါပေမဲ့သူတို့နှစ်ယောက်ကြားကအားပြိုင်မှုဟာအရာရာကိုပျက်စီးစေနိုင်တယ်လို့အော်လောကသတိပေးနေပါတယ်မင်းကပင်လယ်ကိုပိုင်တယ်လို့ထင်နေတာလားဘူးလို့ it's a curse, Olive. ပင်လယ်ကဘရင်တွေကိုဥညွတ်လေးမရှိဘူး Without it, သူတို့ကိုနှိမ့်ချတတ်တာပဲရှိတယ်လို့ဖော်ပြကစိန်ခေါ်လိုက်ပါတယ်ဘလူးကဖော်ပြစီကတမိုးရှိတာမှန်သမျှကိုလူယူခဲ့ပေမဲ့ Humbles him. အခုတော့ဖော်ပြကလက်သီးတစ်ချက်ချင်းစီ Now I'm taking it back. တိုင်းလုံးတစ်လုံးချင်းစီနဲ့အရာအလုံးကိုပြန်ယူဖို့ပြင်ဆင်နေပါပြီးမုန်တိုင်းတွေငြိမ်သက်သွားတဲ့အခါ when the storm နစ်မြုပ်ဖို့ညှင်းဆန်ခဲ့တဲ့လူတစ်ယောက်အကြောင်းကိုကဘာကမှတ်မိသွားစေရမယ်လို့သူကဆိုပါတယ်သူတို့ကတော့ခွန်အားတာလျင်အဓိကလို့ယူဆနေတော့မှာပဲလိုင်းလုံးတွေရိုက်ခတ်ပြီးကဘာကြီးမီးလောင်နေတဲ့အချိန်မှာတော့ငါကတော့မတ်တက်ရက်နေအောင်မှာပဲလို့သူကကြုံးသွားပါတယ်ဒါပေမဲ့ပင်လယ်ပြင်ကအရာရာကိုလူယူသွားခဲ့ရင်တော့ splits. ဒူးမထောက်ခဲ့တဲ့ဖောက်ပြေးကတော့ပြန်လဲထိုင်လာဖို့အဆင်သင့်ပါပဲ This is where love ဒါဟာတစ္ဆာတရားနဲ့ဒေါသတွေထိတ်တိုက်တွေ့တဲ့နေရာ heroes are forged. သူရဲကောင်းတွေပေါ်ထွက်လာတဲ့နေရာပါပင်လယ်ကငါစီကအရာရာကိုယူသွားခဲ့တယ် But I ain't done yet. အခုငါအလှဲ့ပဲအားလုံးကိုငါပြန်ယူပြမယ်လို့ဆိုတဲ့ Captain ထုတ်ပြရဲ့ပင်လယ်ပြင်တိုက်ပွဲခေါ်တမ်းပဲဖြစ်ပါတယ်